လူရဲ့စိတ်ထဲမှာတကယ်ကိုညှဉ်းနှွမ်းစေပြီးတော့စဉ်းစားဉာဏ်ကိုအပြော့သွားစေအသိဉာဏ်တွေကိုတုံးသွားစေတဲ့အကြောင်းတရားတွေကဘာတွေတုံးဆိုနံပါတ်1ကကာမိဆန္ဒပြောခြင်းပါခြင်းနဲ့စိတ်ကာမဂုဏ်အာယုခံစားခြင်းနဲ့လောဘအဲ့ဒီကာမိဆန္ဒဆိုတာအသိဉာဏ်ကိုရောပါသွားစေတယ်လူရဲ့စိတ်ထဲမှာကောင်းတဲ့စိတ်တွေဖြစ်ဖို့ရမရှိဘူးတဲ့သူဝင်နေလို့ရှိရင်အလုံးသူကဆုတ်ပိတ်တာမြို့တွေမှာဆိုလို့ရှိရင် drainage system မကောင်းဘူးဆိုရင်မြောင်းတွေပိတ်နေပြီဆိုလို့ရှိရင်ရေရှာတယ်လေရေစီးရေလောင်ကောင်းတော့အဲ့ဒါလိုပဲရင်နဲ့နှလုံးထဲမှာဒီတရားတွေဝင်လာပြီဆိုရင်ကုသိုလ်တွေစီးဝင်ဖို့ရခက်သွားပိတ်ဆို့ထားချစ်တိုးနိုင်တဲ့အနေထားဖြစ်တယ်တဲ့ပြပါတာအလိုကြရင်ကာမိဆန္ဒအလိုမကြတဲ့အခါပြပါတာလူရဲ့သဘောတရားကွာနော်လိုချင်တာရရင်လောဘလိုချင်တာမရဘူးဆိုရင်ဒေါသဒီနှစ်ခုကလာနေတယ်ပြီးတဲ့အခါကောင်းတာလုပ်ရပြီဆိုရင်ဌိနမိတ်တာစိတ်မပါအိတ်ချင်နော်ဇကားကြည့်ရမယ်ဆိုမအိတ်ချင်ဖုံးဆောရမယ်ဆိုလည်းမအိတ်ချင်ဂိမ်းဆောရမယ်ဆိုလည်းမအိတ်ချင်ခက်တာအဲ့ဒီအချိန်မှာဌိနမိတ်တာလားကိုမလားမျက်လုံးကိုကျဲနေနော်တရားနာရမယ်တရားအထောက်ရမယ်ဆိုရင်ဘယ်ရောက်တော့မှမသိဘူးလာပြီအိတ်ချင်ငိုက်လာအဲ့ဒါလည်းပဲကိုယ့်အတွက်ရန်သူကြီးပဲဥဋ္ဌိစ္စစိတ်တွေလေလွင့်နေစိတ်တီစူးစီးလို့မရဘူးဝိသိကိစ္စတန်တရားတွေဖြစ်တဲ့အဲ့ဒီ၅မျိုးဟာစိတ်ရဲ့အညစ်အကြေးတွေဖြစ်ပါတယ်ဒီစိတ်အညစ်အကြေးတွေကိုအဓိကဖယ်ရှားနိုင်ဖို့လိုအပ်တယ်တဲ့အဲ့ဒါတွေမဖယ်ရှားနိုင်ဘူးဆိုရင်အသိပညာဟာတောက်ပြောင်းသွားမှာမဟုတ်ဘူး